ပေါ့နော်ဟိုကျွန်တော်ကိုယူလိုက်ပြအောင်မှာဖြစ်ပါတယ်ပေါ့နော် live ဆွမ်းနဲ့ပြန်ပြီးတက်ပါမှာဖြစ်ပါတယ်ဒါအော်ခဏလေးဆောက်ချက်ပေးနားမှာလေအခုကျွန်တော်ဒီမှာဒါကျွန်တော်အိပ်ရပါတရားရောကျွန်တော်အိမ်မှာအားဟိုလာရှင်းနေပါတယ်ကျွန်တော်ပေါ့နော်မောထဲတာပေါ့နော်ပေါ့နော်ဒါကြောင့်ကျွန်တော်ရဲ့ဟိုဟာဖြစ်ပါရဲ့ဒါကြောင့်အပေါ်မှာမီးဖို့ခွာတာပေါ့နော်ဒီဘက်မှာကြတော့ကျွန်တော်တို့ဒီဘက်မှာပေါ့နော်ဒီမှာကြည့်ရပါတော့ရှုခင်းနေပါရဲ့ပေါ့နော်ဒါအလဲထက်နော်တိချပြန်ရဒါကြောင့်ကျွန်တော်ဆောက်ထားတာပေါ့နော်နေသားပေါ်တယ်တော့ဟုတ်တယ်ဒါပေမဲ့နေသားပေါ်မရလို့ဆိုပြီးကျွန်တော်ဟိုသုံးမွေးထည့်ထားတယ်ပြောရဲဒါတော့ဆိုင်းဘုတ်ကြီးပေါ့နော်ဒီမှာနေရပေါ့နော်ဒါကြတော့ fan နေပေါ့နော်မကျွန်တော်တို့ go fan ကျွန်တော်ပြမယ်ကျွန်တော်ဆောက်ထားတာပေါ့နော် go fan ကျွန်တော်တယောက်တည်းဆောက်ထားမှာမဟုတ်ပါဘူးကျွန်တော်တယောက်တည်းဆောက်ရင်တည်သွားလိုက်ပါမယ် go fan အမေတိတ်ပြီအမေဟာတိတ်ပြီမတူတာတော့ကိုဖန်ကိုဖန်ပေါ့နော်တိတ်ရရှိလို့တော့ဆက်ကိုပိတ်ထားလို့ပေါ့နော်ပေါ့နော်ဒါအားရောနော်